မင်္ဂလာပါဒီကနေ့မှာတော့အရန်ကိုလွယ်ကူပြီးတော့အရသာအရန်ရှိတဲ့တကြားတူးရည်လေးနဲ့ပေါင်မုံပူတင်မထုတ်လေးကိုလုပ်ပြသွားမှာပဲဖြစ်ပါတယ်ဒီပူတင်လေးရဆိုလို့ရှိရင်ကျမတို့ဖာလူရာတွေထဲမှာအသုံးပြုများတဲ့ပူတင်အရသာလိုမျိုးလိုပဲပြောရမှာပေါ့နော်မလေးနဲ့အရန်ကိုအရသာရှိပါတယ်အိမ်မှာပေါင်မုံနေပိုနေတာပဲဖြစ်ဖြစ်မစားဖြစ်တော့တာပဲဖြစ်ဖြစ်အခုလိုမျိုးလေးလှုပ်ရှားကြည့်လို့ရှိရင်ကလေးလူကြီးအသက်အရွယ်မရွေးအရန်ကိုနှစ်သက်တဲ့ပူတင်လေးတစ်မျိုးကိုရရှိမှာပဲဖြစ်ပါတယ်။ကဲစပြီးတော့ကြည့်လိုက်ရအောင်နော်။ကျမတို့ဒီမှာ full cream မလိုင်ပြည့်နွားနို့ကို 180ml အသုံးပြုပါမယ်။နွားနို့ 180ml လုံးကို blender ထဲကိုထည့်မယ်။ပြီးရင်ကျမတို့ရေ 100ml အသုံးပြုပါမယ်အဲ့တော့နွားနို့ 180ml ရေ 100ml blender တွေကိုအကုန်လုံးရောထည့်လိုက်ပါပြီးရင်ကျမက creamer အသုံးပြုပါတယ် creamer ကိုကျမက2စွန်းလောက်ထည့်ပေးလိုက်ပါတယ်ပေါ့နော်2 tablespoon လောက်ပါတကယ်လို့အိမ်မှာ creamer မရှိရင်လည်းနို့မုံထည့်လို့ရပါတယ်မထည့်လည်းရပါတယ်ဒါပေမဲ့ creamer ထည့်လိုက်တဲ့အခါကျတော့အရသာပို့ပြီးတော့စိမ့်ပြီးတော့အရသာရှိပါတယ်ပြီးရင်တကြားကတော့ကျမက3 tablespoon လောက်အသုံးပြုပါတယ်အချိုကျရင်ဒီထက်များများပို့ထည့်လို့ရပါတယ်ကျမကတော့အချိုကိုအရန်မကြိုက်တဲ့အတွက်ကြောင့်ဒီမှာ3စွန်းလောက်ပဲထည့်ပေးလိုက်ပါတယ်ရှော့ကျင်လည်းရပါတယ်เนาะအချိုတစ်စုံလောက်ပဲထည့်လို့လည်းရတယ်ပြီးတော့လို့ရှိရင်တော့ကြက်ဥ3လုံးပါ3လုံးကိုကျွန်မကဖောက်ပြီးတော့တခါတည်းထည့်ပေးလိုက်ပါတယ်ပြီးရင်သူတို့တွေကိုတခါတည်းကြိတ်မှာပေါ့เนาะဒီဆက်နဲ့လုံနီးလေးကလည်းအင်မတန်ကိုလွယ်ကူပါတယ်ကြိတ်ပြီးလို့ရှိရင်ကျမတို့ပေါင်းလိုက်အောင်ပဲပြီးရင်ကျမကပေါင်မုံ4ချက်ကိုအသုံးပြုပါတယ်4ချက်စလုံးကိုလက်ကလေးနဲ့ပဲဖဲ့ပြီးတော့ပေါ့เนาะအကုန်လုံးဒီ blender တွေကိုပဲကျမတို့အကုန်လုံးရောပြီးတော့ထည့်ပေးလိုက်ပါအဲ့တော့ပေါင်မုံတွေလည်းထည့်ပြီးသွားပြီရေတွေနွားနို့တွေတကြားတွေ creamer တွေအကုန်လုံးပေါင်ဝင်ပစ္စည်းတွေစုံသွားပြီဆိုလို့ရှိရင်တော့ကျမတို့တည်တည်ချာချာလေးကိုညက်သွားတဲ့အထိ blend လုပ်ရပါမယ်။ပေါင်မုံလေးတွေပါတဲ့အတွက်ကြောင့်ကျမဆိုဒီမှာဆိုဘေးသားတွေပါထည့်ပလိုက်တာပေါ့နော်။ဘေးသားတွေပါတော့တည်တည်ချာချာလေးကိုညက်နေအောင်ကြိတ်ပေးလိုက်ပါ။အဲ့ဒါမှဒီကျမတို့ထွက်လာတဲ့ပူတင်လေးကချောချောမှုမှုလေးနဲ့လှမှာပေါ့နော်။စားရတာလည်းအရသာရှိမှာပါ။တည်တည်ချာချာကြိတ်ပြီးသွားပြီအရေးတသားလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျမတို့ဘန်တစ်ခုထဲမှာတကြားတူးရည်လေးကိုပြုလုပ်မှာဖြစ်ပါတယ်တကြားတူးရည်တွေကျမကတကြား2စွန်းလောက်ထည့်ပေးလိုက်ပါတယ်တကြား2 tablespoon ပေါ့နော်ဒီတကြားထည့်ပြီးသွားတဲ့အချိန်မှာကျမတို့ရေကိုလုံးဝဆက်မထည့်ဘဲနဲ့ဒီတကြားကိုဖန်ပေါ်မှာဒီဖန်ရဲ့အပူနဲ့တကြားကိုတူးသွားအောင်အရင်ပျော်သွားအောင်ကျမတို့အရင်လှုပ်ရပါမယ်မဟုတ်လို့ရှိရင်ကျမတို့ဘယ်လိုဖြစ်သွားလဲဆိုတော့တကြားရေမှတ်လာတော့ဘူးပေါ့နော်အဲ့တော့တကြားတူးသွားပြီဆိုကမှ80%လောက်တူးသွားပြီဆိုကမှကျမတို့နောက်ကနေပြီးတော့ရေကိုကျမတို့3စွန်းလောက်ထည့်ပေးလိုက်ပါတယ်3 tablespoon လောက်ထည့်ပေးလိုက်ပါတယ်ပြီးရင်တကြားတူးရေကိုကျမတို့ထည့်ပေါင်းမဲ့မိုးထဲမှာအပူခံနိုင်တဲ့ခွက်ပေါ့နော်ခွက်ကလေးထဲမှာအခုလိုမျိုးဒီအောက်ခြေလေးမှာတကြားတူးရေလေးကိုလှိမ့်ပေးလိုက်ပါနေရအနှံ့ကိုရောက်သွားအောင်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ကျမတို့ဒီတကြားတူးရည်လေးကိုအေးခံပြီးတော့တကြားတူးရည်ရဲ့မျက်နှာပြင်တင်းတင်းမာမာလေးဖြစ်သွားပြီဆိုရင်အခုနာကမှုေထားတဲ့ blend လုပ်ထားတဲ့ဒီနွားနို့ရည်တွေကိုပူတင်းအရည်လေးတွေကိုအကုန်လောင်းချပြီးရင်ပေါင်းအိုးထဲမှာနိုင်ဝက်လောက်ပေါင်းပေးရမှာပဲဖြစ်ပါတယ်ကျမတို့မပေါင်းခင်မှာဒီပူတင်းအိုးလေးကိုအပေါ်ကနေ plastic လေးပတ်ပေးလိုက်ပါနော်အခုဆိုလို့ရှိရင်နိုင်ဝက်လောက်ကြာတဲ့အခါမှာကျမတို့ plastic လေးကိုလှန်ပြီးတော့တစ်ချက်လောက်ကြီးလိုက်မယ်ကြီးပြီးသွားပြီဆိုလို့ရှိရင်သူ့ထဲကိုတူလေးစိုက်နှိပ်ကြည့်လိုက်လို့တူမှာဘာအမောင်းနှိပ်ရေမှာကတ်ပါမလားတော့ဆိုရင်ကျမတို့ကောင်းကောင်းချက်ပြီးလို့ယူဆလို့ရပါတယ်ပြီးရင်တော့ဓားသွားလေးနဲ့ဘေးပတ်လေးကိုဓားရဲ့နောက်ကျောပေါ့နော်ဒီနောက်ဖင်နောက်ကျောလေးနဲ့စောက်ထိုးလေးလှီးပြီးတော့အရာပေးသွားလိုက်ပါပြီးရင်တော့ပကံလေးတစ်ခုထဲမှာမှောက်ချလိုက်ပြီဆိုတာနဲ့ကျမတို့အင်မတန်ကိုလွယ်ကူရိုးရှင်းပြီးတော့အရသာအရန်ကိုရှိတဲ့ပူတင်တုံအီမလေးကိုရရှိသွားပြီပဲဖြစ်ပါတယ်တကယ်လို့လေဖာလူဒါထဲမှာထည့်တဲ့ပူတင်မျိုးကြိုက်တယ်ဆိုရင်ဒါမျိုးလောက်စားကြည့်ပါနော်အရသာရှိပြီးတော့အသုံးဝင်တဲ့ကလေးတွေအတွက်ကောလူကြီးမိဘတွေအတွက်ကောအသုံးဝင်တဲ့ menu လေးတစ်ခုပါအရန်လွယ်လို့ကျမ sharing လုပ်ပေးတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်များမှာလည်းဘယ်လိုမျိုးလွယ်ကူရိုးရှင်းအရသာရှိတဲ့ baking or cooking tips လေးတွေမျှဝေပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးသွားပါအောင်ရှင် channel လေးကို subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့เนาะကျေးဇူးအများကြီးတင်ပါတယ် bye bye